အခုကတော့တကူလာပွား Aries လေးတွေရဲ့ပညာရေးကံနဲ့ပတ်သက်ပြီးတော့တစ်နှစ်တာကာလအတွင်းမှာပေါ့နော်ပညာရေးကံဘာတွေရှိလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်နှစ်တာကာလအတွင်းမှာတကူလာပွားတကူလာရာသီမှာမွေးဖွားတဲ့ Aries မိသားရာသီပွားလေးတွေဟာပညာရေးကံထူကောင်းပါတယ်ရည်ရွယ်ထားသမျှတွေလည်းအောင်မြင်မယ်နော်ရွေထားသမျှလည်းအောင်မြင်ပါမယ်ဇေယျကောင်းတွေလည်းတွေ့မယ်သူတစ်ပါးအောသွားလောက်အောင်ကိုပဲကိုကဒီပညာရေးနဲ့ပတ်သက်ပြီးတော့ကြိုးစားပြနိုင်မယ်ပေါ့နော်အောင်မြင်မှုတွေရရှိပါမယ်ပြီးတော့စစ်မြင့်နည်းပညာတွေပြီးတော့ရဝေးတိုင်းတစ်ပါးကနေပြီးတော့မှအတတ်ပညာတွေလည်းရရှိပါမယ်ထူးခြားတဲ့ပညာသင်တန်းတွေလည်းဒီတက်ခွင့်ရမယ်ပေါ့နော်ဒါဆိုရင်ဒီတစ်နှစ်တာကာလတော်အတွင်းမှာဒီတကူလာမှာမွေးဖွားတဲ့ Aries ဒီရာသီပွားလေးတွေဟာပညာရေးနဲ့ပတ်သက်ပြီးတော့မှကိုကစူးစမ်းရင်စူးစမ်းသလောက်ဖြစ်ထွန်းမဲ့ကံတရားကကိုယ့်ဘက်မှာရှိနေတဲ့အတွက်ကြောင့်အများကြီးအားစိုက်လိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ရလက်ကောင်းတွေရရှိနိုင်ပါတယ်ဒီတစ်နှစ်တာကာလအတွင်းမှာပေါ့နော်ဒါကတော့ပညာရေးဖြစ်ပါတယ်။ကဲအဲ့ဒါပြီးတော့မှ ladies ရာသီပွားလေးတွေရဲ့နောက်တစ်ခုကအခြေရေးနဲ့အိမ်အောင်ရေးပေါ့နော်။အဲ့တော့အခြေရေးနဲ့အိမ်အောင်ရေးကဘယ်လိုမျိုးရှိလဲဆိုတာကိုဟောပြောပြမှာဖြစ်ပါတယ်။ကဲအဲ့ဒီတော့အခြေရေးနဲ့ပတ်သက်ပြီးတော့ကနော်အခြေရေးနဲ့ပတ်သက်ပြီးတော့ကဘာရှိလဲဆိုတော့အခုဒီတနေ့ကာလတွေမှာ928မြစ်တာရော1500မြစ်တာရောအကုန်လုံးထူကောင်းပါနဲ့နော်ပြီးရင်မိသားစုမှာ၎င်းဆွေမျိုးသားချင်းတွေမှာ၎င်းတာယောက်ျားလေးဖွားမြင်မဲ့ပါမယ်ဒီတစ်နှစ်အတွင်းမှာပေါ့နော်တကယ်လို့မှအဲ့ကလေးဖွားမြင်လာမယ်ဆိုရင်မိမိအတွက်ကောင်းချိုးပေးမယ်အဲ့ကလေးကနော်ပြည်သူများဖို့လည်းအထူးစံပွင့်မဲ့ကာလဖြစ်တယ်အသက်28နှစ်အထက်ရှိတဲ့သူတွေအပြိုကြီးတွေအဖို့လည်းအထူးမင်္ဂလာရှိနိုင်တဲ့ကာလဖြစ်တယ်အဲ့တော့မိမိကိုနှစ်သက်တဲ့သူတွေလည်းဒီနှစ်တစ်နှစ်မှာပေါ်များမယ်ကောင်းတဲ့သတင်းတွေတိုးတက်မဲ့သတင်းတွေမင်္ဂလာရှိတဲ့သတင်းတွေလည်းလက်ခံရရှိမယ်မိမိနဲ့မိမိချစ်သူရဲ့နှစ်ဦးကြားမှာပျော်ရွှင်ချမ်းမြေ့စရာတွေစတိုက်ဖြစ်ပေါ်ပါမယ်ကြံ့ကြာပြီးတော့ပြတ်တောက်နေတဲ့အဆက်အသွယ်တွေလည်းပဲအခက်အခဲတွေလည်းပဲပြန်ပြီးတော့ပြေပြီးချောမွတ်မယ်ပြန်လည်းပြီးတော့ဆက်သွယ်ကောင်းတွေရရှိမယ်ဒီပေါ့နော်ချစ်သူတွေအိမ်အောင်ဘက်တွေပေါ့နော်စီးပွားရေးကြောင့်စိတ်နှောက်ယှက်ဖြစ်နေတဲ့ချစ်သူတွေအဖို့လည်းပဲအဆင်ပြေမှုတွေရရှိပါမယ်ကဲအဲ့ဒါပြီးတော့နောက်ဆုံးတစ်ခုကတော့ကျန်းမာရေးပေါ့နော်အဲ့တော့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကလုံးဝကြီးမားတဲ့ဉာဏ်မရှိဘူးတမကောင်းနေနဲ့တွေ့မယ်စေကူတာမှုခံယူနေတဲ့သူတွေပို့လဲစေကောင်းဝါကောင်းနေတွေ့မယ်အနာရောဂါတွေပျောက်ကင်းမယ်ဒါပေမဲ့ထူးသတိပြုရမှာကတော့သွားနဲ့တဖုံနဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်ပြီးတော့မှစေကူတာမှုခံယူရကိန်းရှိတယ်အဲ့တော့သွားနဲ့တဖုံတော့အထူးပြုဆိုင်ပေးပါဒီသွားကျန်းမာရေးထိခိုက်စေမဲ့အမှုအကျဉ်လေးတွေအစားအသောက်လေးတွေကိုတိကျလေးရှောက်ကျင်ပြီးတော့မှဒီသွားတဲ့ဖို့ပေါ့နော်ကျမအောင်နေထိုင်ပေးဖို့အတွက်ပဲဒါတတိပေးချင်ပါတယ်ကဲအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်